ကဲဒါတော့ပဲပြုတ်သမင်းစီစမ်းနဲ့ကျက်ပါအာလူကျက်ပါအာလူနဲ့တို့မျိုးတော့တို့ကျက်သွန်ဖြူပါနော်ကျက်သွန်ဖြူစားခြင်းအပြင်ကျွန်တော်တို့အတွက်ဒါ automatic snake immune system နော်ကိုယ်ခံစနစ်ကောင်းစီတယ် okay နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုတော့ကြည့်အောင်ဒါကျွန်တော်ရဲ့တိမိတ်ဆွေတရားပေါ့နော်သူ့ရဲ့ကလေးစာဖို့အတွက်ဆိုပြီးတော့သူကတကူတကားကြော်ပြီးတော့ပို့ပေးတာပေါ့နော်သူကလေးဘန်ကမှာကျွန်တော်တက်အဲကျွန်တော်ရောက်တော့ကျွန်တော်တွေ့တဲ့ဒီသက်ထုတ်ပေးလိုက်တာအဲ့ဒါနဲ့ဒီညနေစာဆွဲလိုက်မယ်အိုးစာကြည့်မနော်ဘယ်လိုဖြစ်နေလဲဆိုတော့ဒါတော့ထောင်းပါလားပြောမစဲငါချဘလက်ချောင်းကြော်လို့ပြောလို့ရတာပေါ့နော်ဘလက်ချောင်းကြော်မွေးလဲမွေးဟာတော်တော်မိုက်နေမိမဲပေါ်ပဲမကြီးကဒီလို special မဲဒါတပကံပဲနော်ကျွန်တော်ကဒီမျိုးဟိုမျိုးဟင်းဝိုင်းစစောတော့မစားဘူးပေါ့နော်ရှိသမျှချဲတဲ့ဟင်းမျိုးဒီပကံထဲမှာစုပေါ်ပြီးတော့မှခတ်ထည့်မယ်ခတ်ထည့်ပြီးတော့ဒီလိုမျိုးစေးပြီးနေမယ်နေပြီးတော့မှအရသာစိုးလေးရှိပြီးဆိုလို့ရှိရင်တလောက်ချင်းစားတော်လေးရတာရှိပါရဲ့လို့ပဲပြုတ်ကျက်သားအာလူငချောက်ပလက်ချောင်းကြော်နဲ့ဒီညနေရဲ့ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့မဟုတ်ကျွန်တော်ရဲ့ဒီညနေစာပေါ့နော်ညနေစာကိုစိတ်ပြေတပြေနွယ်လိုက်အောင်မယ်โอเคနော်ဒါကျွန်တော်ပြပြတာကျွန်တော်